ထိုင်းနယ်စပ်ကန်ချနာဘူရီဘမှာဒီနေ့ကျွန်တော်လေး20နေ့လယ်ပိုင်းကပဲမြန်မာ86ဦးတင်ဆောင်လာတဲ့ကားလေးစီလုံးဖမ်းဆီးခံလိုက်ရပါတယ်ခင်ဗျာဖြစ်စဉ်ကတော့ဆိုင်ရော့မြို့နယ်လေးကိုတရားမဝင်လာမဲ့တဲ့ရင်ကလို့ထိုင်းရနာပိုင်တွေကစောင့်ဖမ်းတာပါထူးခြားတာကကား3စီးကထားဆောင်ကြီးရွာဖုန်ကြီးကျောင်းဝင်းတဲကိုဝင်ပုန်းသွားပြီးကျန်တစ်စီးကလမ်းမကြီးပေါ်မှာမောင်းဖိပေမဲ့လိုက်လံပိတ်ဆို့ဖမ်းဆီးရာကနေအကုန်လုံးမိသွားခဲ့တာဖြစ်ပါတယ်ဖန်စီခံရသူတွေဟာရန်ကုန်နဲ့ပဲခူးတိုင်းကနေလာကြသူတွေဖြစ်ပြီးအမျိုးသား59ဦးနဲ့အမျိုးသမီး29ဦးပါဝင်ပါတယ်။သူတို့ဟာဖျားသုံးစုနယ်ဆက်လမ်းကနေဝင်လာကြတာဖြစ်ပြီးပွဲစားခေအနေနဲ့တဦးကိုဘတ်2000ကနေ2000အထိပေးခဲ့ရတယ်လို့ဆိုပါတယ်။အခုလက်ရှိမှာတော့သူတို့ကိုဆိုင်းရော့ရဲစခန်းမှာထိန်းသိမ်းထားပြီးဥပဒေအရဆက်လက်အေးအေးယူသွားမယ်လို့သိရပါတယ်။နယ်ဆက်လုံခြုံရေးတွေကအရန်ထင်းကျစ်နေတဲ့အချိန်မို့အခုလိုအစုလိုက်အပြုံးလိုက်ဖမ်းဆီးခံရမှုတွေကနေတိုင်းလိုကြားနေရတာပါဒါကြောင့်နေဆက်ဖြစ်ကြောဖို့ကြိုးစားနေသူတွေအနေနဲ့အထူးသတိပြုကြဖို့တလင်ပါလိုက်ပါတယ်ခင်ဗျာ